အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့သူရစိန်သွေးပါကျွန်တော်ကတော့ Mr. Grant မြန်မာ2022ပွဲမှာရန်ကုန်မြောက်ပိုင်းခရိုင်ကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြန်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီပြိုင်ပွဲကြီးပြန်နေတဲ့ကာလတစ်လျှောက်လုံးရောပြိုင်ပွဲပြီးတဲ့ထောက်လျှောက်ကောအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဒီနေရာကနေကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကတော့မင်္ဂလာတော်မြို့နယ်မှာနေထိုင်ပါတယ်အသက်ကတော့26နှစ်ရှိပါပြီကျွန်တော်ကတော့တကုံတက္ကသိုလ်ကနေပြီးတော့ယူပဗေဒဘာသာနဲ့ကျောင်းပြီးခဲ့ပါတယ်အခုအနုပညာလှူရှာမှုအနေနဲ့ကတော့ကျွန်တော်က Mr. Singria 2080ရန်ကုန်မှာဝင်ရောက်ရှင်ပြန်ခဲ့ပါတယ်နောက်ထပ်ဒုတိယလှူရှာမှုအနေနဲ့ကတော့Mr. Gloria International 2022ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့ပြီးတော့အဲ့ပွဲမှာတော့ Best Personality ကိုရရှိခဲ့ပါတယ်အခုဒီတတိယပွဲဖြစ်တဲ့ Mr. Grant မြန်မာပွဲရနေတယ်fan တွေပေါ့နော်ကျွန်တော်ကို fan တွေအများကြီးရခဲ့ပါတယ်အားကြောင့်ကျွန်တော်ကိုပြိုင်နေတဲ့ကာလတစ်လျှောက်ရောအားပေးကြတဲ့ကျွန်တော်ရဲ့ fan တွေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟောမင်္ဂလာပါညီလေးဟုတ်ကဲ့မင်္ဂလာပါဟုတ်အားလုံးမင်္ဂလာပါလိုင်းမကောက်လို့ထင်တယ်ကျွန်တော်ဒီဘက်မှာသိမမြင်အောင်နာမည်ခေါ်ပေးပါတဲ့ခွန်ထက်အာကာလားမသိဘူးဘယ်လိုလဲမသိဘူးဟုတ်ကဲ့ကျေးဇူးပါပထမဦးဆုံးကတော့ကိုမောင်ချိုကြည့်ရှုပေးနေလို့ကျေးဇူးပါပြီးတော့မင်းခန့်ထဲကြည့်ရှုပေးနေလို့ကျေးဇူးပါဟုတ်ကိုဖုန်းကမင်္ဂလာပါလို့ပြောတာဟုတ်ကဲ့မင်္ဂလာပါကိုအဲ့ဆိုရင်ကျွန်တော်ဒီမှာကတော့ကွန်မန့်တွေကတိတ်မတွေ့ဘူးခွန်ထက်အာကာလားဟုတ်ကဲ့ sorry ပါမှန်ပါတယ်ဟုတ်ကဲ့Rosie say hiတန်နာဝင်းကကျေးဇူးပါနောက်တစ်ခုကကြတော့ Saw Julian Shane နာမည်ခေါ်ပေးပါတဲ့ဟုတ်ကျေးဇူးပါအားလုံးချစ်ပါတယ်စနိုးထော်မမိပါတယ် Rosie စင်းဒီကောင်းပါတယ်မတွေ့ရကြဘူးနော်ဟုတ်ကဲ့နောက်နေ့ကျရင်ကိုပြိုင်ပါမယ်ဒွေးရဲကိုဟုတ်ကဲ့နောက်နေ့စပြိုင်ပါမယ်ခဏကိုတခြားပြန် train ပြီးတော့အစုံဘတ်စုံပါဖတ်ဖြစ်နေပြိုင်ပါမယ်ဟုတ်ကဲ့ထွေးမမောင် fighting ပါဆိုဟုတ်ကဲ့ fighting ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ကိုထွေးမမောင်ကျွန်တော်နောက်ထပ်တစ်ပွဲထပ်ပြိုင်ပါမယ်အခုတော့ဘာဖတ်မဖြစ်သေးတော့ကို body ဘိုင်းနေပြန် train မယ်ပြီးလို့ရှိရင်ကောက်ဝက်ဘိုင်းနေပြန်ပြီးတော့လေ့ကျင့်ပါအောင်မယ်Rosie စင်အပေးနေမယ်နော်ဟုတ်ကဲ့ညီမလေးကျေးဇူးပါကိုဆက်ပြီးကြိုးစားပါအောင်မယ်ကျေးဇူးပါကိုကျွန်တော် Instagram ဟုတ်ကဲ့တောင်းဝေးပါမယ်ဟုတ်ကိုထွေးမောင်မောင်ကျေးဇူးပါနောက်ထပ်ပြိုင်ပွဲပြိုင်ပါမယ်ဟုတ်ကဲ့ကျွန်တော်ချင်းပြန်ဆော့ပေးပါမယ်ချင်းပြန်ဆော့ပြီးတော့ပြိုင်ပွဲလေးပြိုင်ပါမယ်နော်ကိုကျော်စင်မျိုးကြည့်ပေးနေလို့ကျေးဇူးပါကိုညီလေးအမင်းထုံးဟုတ်ကဲ့ဇန်ညုံလေးပို့ပေးပါကျွန်တော်
လေ့ကျင့်ထားလို့ရကျေးဇူးပါဟုတ်ကဲ့ပါအော်ကျွန်တော်မတွေ့လိုက်လို့ပါဆောဂျူလီယန်ရှိန်ဟုတ်အားပေးနေလို့ကျေးဇူးပါအော်ညီလေးရောကညီလေးရောတက် sorry မာဝါလို့နောက်ပွဲဒီမှာဟုတ်ကျေးဇူးပါနောက်ပွဲထပ်ပြိုင်ပါမယ်ဟုတ်ကဲ့အကိုဒီမိုဟုတ်ကဲ့အကိုအင်မင်ထိုကျေးဇူးပါနောက်ထပ်ပြိုင်ပွဲထပ်ပြိုင်ပါမယ်ကိုပါ perfect ဖြစ်သွားပြီဆိုမှပြိုင်ပါမယ်ဒီခါကျရင်တော့ကျေးဇူးပါကိုကျဲစင်အမတ်ကျဲစင်လင်းကြည့်ရှုပေးနေလို့ကျေးဇူးပါအကိုဒီမို body ကဝတ်တေချာ train ပြီးပြန်ဟုတ်ပါတယ်ကျွန်တော်ကဝတ်ပိုင်းလည်းအားနေတယ် body ပိုင်းလည်းအားနေပါတယ်ချင်းပြန်ဆော့ပြီးတော့ကဝတ်လေးတေချာပြန် train ပါမယ်ဟုတ်ကဲ့ကျေးဇူးပါကိုဒီမိုကိုစော်မျိုးကြည့်ရှုပေးနေဆိုကျေးဇူးပါမင်္ဂလာပါကိုစော်မျိုးဟုတ်ကဲ့အားဆိုရင်ကျွန်တော်ဒီနေ့ပေါ့နော်တချင်းလေးဆိုပြချင်ပါတယ်ပရိသတ်တွေအားလုံးအင်္ဂလိပ်ချင်းလေးပေါ့နော်မရှိသေးတော့ဟုတ်ကဲ့ fighting support ပေးမယ်နော်နောက်ပွဲဟုတ်ကဲ့ကိုအမင်းထွန်ကျေးဇူးပါတချင်းဆိုပြမယ်နော်မကောင်းရင်တော့မရှိကြပါနဲ့လို့ပြောချင်ပါတယ်ဆိုပြမယ်ရိုစီစင်းမင်္ဂလာပါဟုတ်ကဲ့ Escape a night without you with shadows on the wall my mind running wild try hard not to fall you told me that you lost me but say I'm just a friend my heart is broken now pinned to pieces cause I know I'll never free my soul It trapped in between to never be alone. While my eyes aglow, the greatest story told. Awoke and my dreams are shattered here on the floor. Tell me, baby, why? Tell me why not me? Why, oh, why we were meant to be?Baby, I know I could be all you need. Why, oh, why? Okay, ကျေးဇူးပါ။ Rosie said အသက်အရန်ကောင်းတယ်ဆိုတော့ကျေးဇူးပါညီမလေး။ဟုတ်ကဲ့ပါ။ကိုဂျွန်တီရကြည့်နေတဲ့အတွက်ကျေးဇူးပါ။ဟုတ်ကဲ့အားပေးနေမယ်ဟုတ်ကဲ့ကျေးဇူးပါ။ကိုကျော်စင်မျိုးပြိုင်ပွဲတော့ညီအမေတွေစကားအများကြီးပြောပြသေးတယ်တတိယအနေလို့ပြောပေး။အော်ဟုတ်ကဲ့အမေပြောပြပါမယ်အခုအမေဖြိုက်ပေးနေတာပါ။ဟုတ်ကဲ့အကိုကျေးဇူးပါ။နောက်တစ်ခုကကျေးဇူးလင်းတချင်းနားထောင်ပေးရတဲ့ကျေးဇူးပါ။ဘာသာစကားကိုတေချာလေ့လာပေးပါ။ဟုတ်ကဲ့ကျွန်တော် English speaking နေလေ့လာနေပါတယ်ပို့ပြီးတော့ပြောနိုင်အောင်လို့ဆရာဝေရအတန်လေးအရန်ကောင်းတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ဟုတ်နိုင်ငံတကာဆင်မြင့်ထက်မှမြင်ချင်ပါတယ်တဲ့ဟုတ်ကဲ့ကျွန်တော်ဒီဘက်ကကိုပါဖတ်ဖြစ်အောင်လုပ်ပြီးရင်တော့ပြိုင်မှုစီစဉ်ရှိပါတယ်လို့အခုကတော့လိုအပ်ချက်တွေအများများနေရပေါ့နော်အဲဒါပြန်ပြီးတော့အဲ့ဒါတွေကိုပြန်ပြီးတော့ကိုယ့်ဟာကိုပြန် perfect ဖြစ်အောင်လို့ပြင်ဆင်ရပါမယ်လို့အဓိကကတော့ခန္ဓာကိုယ် body ဘိုင်းတွေလည်းပြန်ပြင်ရမယ်ပြီးလို့ရှိရင်ကောက်ဝတ်ဘိုင်းတွေလည်းပြန်ပြင်ရမယ်ကောက်ဝတ်တွေအများကြီးပဲပေါ့နော်ကျွန်တော်ဆင်းရတော့လောက်စူကာဘတ်အမေတဲ့အတန်လေးအရန်ကောင်းတာပဲဟုတ်ကဲ့ကျေးဇူးပါအတန်ကောင်းတယ်လို့ဆရာဝေရန်တချင်းလေးတွေကိုတေချာလေ့ကျင့်ပြီးဆိုတော့ဟုတ်ကဲ့ကျွန်တော်တချင်းလေးလည်းဆိုပါမယ်ပြီးတော့ရေးထားတဲ့တချင်းလေးလည်းရှိပါတယ်လို့ဟုတ်ကိုမင်းထက်ညံတာကြည့်ရှုနေရဆိုတော့ကျေးဇူးပါ
အော်ဆရာနေမင်းဦးတိုးတက်လာပြီညီလေးဆိုဟုတ်ကဲ့ဆရာကျေးဇူးပါဟုတ်ကျေးဇူးဆရာနေမင်းဦးရေကျေးဇူးပါကိုဖြိုးဝေအောင်ဆိုတော့ကိုဖြိုးဝေအောင်ကြည့်နေကျေးဇူးပါအတန်ကအဆူတော်ဖြစ်နိုင်တယ်ဟုတ်ကျွန်တော်အဆူလေးကိုပို့ပြီးတော့ပြန်လေ့ကျင့်ပြီးအဆူလည်းလုပ်ချင်ပါတယ်လို့ကိုနေရဲလင်းကျေးကြည့်ရှိနေလို့ကျေးဇူးပါဟုတ်ကဲ့ပါဟုတ်ကဲ့ကြည့်ရှုပေးနေတဲ့အကောင်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ရိုစီဆန်စအားပေးနေပါမယ်ဟုတ်ကဲ့ကျေးဇူးပါညီမလေးကိုကြိုးစားပါမယ်ဟိုတော့အများကြီးလိုပါသေးတယ်လို့ဟုတ်ကဲ့ကျေးဇူးပါcomment တွေကနောက်ပိုင်းအောက်မှာမတွေ့တော့ဘူးဆိုတော့ဒီခါကျတော့နောက်တချင်းတစ်ပုတ်ဆိုပြပါမယ်ဒီခါမြန်မာချင်းလေးပေါ့နော်မြန်မာချင်းလေးဆိုပြမယ်အချင်းလေးဆိုရင်ကောင်းမလဲဆိုတော့မြန်မာချင်းပါဆိုရင်ကောင်းမလဲဆိုတော့လူရဲ့ဘဝကခဏပါမိတော့တစ်ခုလိုပါတနေ့နေ့ချတော့ပြပုံဖြစ်မှာကိုဆိုင်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့အတီးတီးလာမှာမင်းကြောင့်အလုံးပြောပါစေပေါ့ကွာဘဝကနေမြင်ရှိတယ်လေအိုးနေချတတ်ပါစေမတော်မှမရှုံးမှုကွာညီလေးရှာတနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုရဲ့သမိုင်းကြောင့်ကိုသာရေးပါအောင်မြင်မှုချီချိန်မှမရရှင်နေပါလူတွေကိုမင်းကြောင့်မျက်ရည်မချစေနဲ့ပေါ့ကွာရန်သူတစ်ထောင်လဲချဖို့မင်းမဆန်းနိုင်လဲကွာလူတစ်ယောက်ကိုဆွဲထူပါနောက်ကျော်ကိုဒါနဲ့ထူလဲပြုံးပြလိုက်ပါမေဆုံးမစကားညနာထောင်ပါညီလေးရှာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအားလုံးခဏတွေပါဟုတ်ကဲ့ကျေးဇူးပါအားဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲလို့ကျွန်တော်ဒီပြိုင်နေတဲ့ပြန်ကာလတစ်လျှောက်လုံးရောနောက်ပိုင်းပြန်ဝဲပြီးတဲ့ကာလတစ်လျှောက်လုံးကိုကျွန်တော်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆက်ပြီးလဲအားပေးပါအောင်လို့ဟုတ်ကဲ့ဆက်ပြီးအားပေးပါအောင်လို့ပြောချင်ပါတယ်အော်မက်ခင်မြတ်တို့ဟောအော်လာလားဟုတ်ကဲ့ကျေးဇူးပါကိုဆိုင်ဝေရအားပေးနေပါတယ်ညီလေးဆိုဟုတ်ကဲ့ကိုကျွန်တော်စူးစမ်းပါမယ်ဆက်ပြီးတော့ဟုတ် love game မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါညီလေးဟုတ်မက်ခင်မြတ်တို့မင်္ဂလာပါအတန်ကောင်းတယ်နော်အားပေးနေပါတယ်ဟုတ်ကဲ့အခုကျွန်တော်ဆက်ပြီးစူးစမ်းပါမယ်ဟုတ်ကဲ့ love game ကကြည့်နေလို့ကျေးဇူးပါနောက်တော့ face watching ဆိုကြည့်နေတယ်ကျေးဇူးပါဟုတ်အားဆိုလို့ရှိရင်အားလုံးနှုတ်ဆက်ပါတယ်လို့ဆက်ပြီးလဲအားပေးကြပါအောင်လို့ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့နောက်ထပ် like တွေလည်းထပ်ပြီးလွှင့်ပေးပါအောင်မယ်လို့ဆက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်လို့အားလုံး bye bye see you in next video bye bye